Burma Brain Channel ငယ်နေကြိုဆိုပါရယ်ကျမတို့နေ့စဉ်အခုလိုစိတ်ဝင်စားစရာဘ ഹു တုတခိစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့နေ့စဉ်ကျမတို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရယ်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကိုမစတင်ခင်မှာလဲ Burma Brain Channel ကို subscribe လုပ်ထားဖို့မမိနေအောင်နော်ကဲဒီနေ့မှာတော့လေကျမတို့တော်တော်များများကြုံမှုနိုင်တဲ့ခက်ခဲတဲ့အခြေအနေတစ်ခုကြုံဆွေးနွေးတွားကြပါရယ်အဲ့ဒါကတော့လမ်းခွဲပြက်ဆဲပြီးနောက်ကြုံတွေ့ရတဲ့အဲ့ဒီ net shine နဲ့စိတ်ခံစားမှုတွေပေါ့အဲ့ဒါတွေကိုဘယ်လိုကြော်လွှားကြမလဲဆိုတာကိုပဲဖြစ်ပါတယ်ဒီအတွက်ဒီကအားဖြင့် Mel Robbins နဲ့သူသမီး Sawyer တို့ရဲ့ကိုတွေ့အတွေ့အကြုံပြီးတော့သူတို့လုပ်ခဲ့တဲ့သူရီတနာတွေကိုအခြေခံပြီးတော့လေလမ်းခွဲခြင်းရဲ့နာကျင်မှုကိုနားလည်ဖို့ကုစားဖို့နဲ့ရှေ့ဆက်နိုင်ဖို့နီးလန်းတွေကိုနက်လီလာသုံးသပ်ကြည့်ကြမယ်ဟုတ်ကဲ့ကဒီဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကတော့လမ်းခွဲခြင်းဆိုတဲ့ဖြစ်စဉ်ကြီးတစ်ခုလုံးကိုပို့ပြီးတော့နက်နားလည်သွားစေဖို့ပါပဲဒါကရိုးရိုးလေးစိတ်မကောင်းဖြစ်တာအထက်အများကြီးပိုပါတယ်ခင်ဗျာဘာကြောင့်ဒီလောက်ထိနာကျင်ရတယ်လဲအဲ့ဒီနာကျင်မှုတွေကိုဘယ်လိုစီမံခန့်ခွဲမလဲကူစားနိုင်မလဲပြီးတော့အရေးကြီးဆုံးကရှေ့ဆက်ပြီးကိုယ့်ဘဝကိုဘယ်လိုပြန်တည်ရှောင်မလဲဆိုတာအတွက်လက်တွေ့ကြတဲ့နည်းလမ်းတွေကိုရှာဖွေတင်ပြသွားမှာဖြစ်ပါတယ်ကောင်းပါပြီဒါဆိုပထမဆုံးအနေနဲ့အဲ့ဒီအင်တာနက်နာကျင်မှုအကြောင်းကစလိုက်ကြရအောင်တော်တော်များများကလမ်းခွဲပြီးရင်စိတ်မကောင်းဖြစ်တယ်လို့ပဲပြောရပေမဲ့လေတကယ်တမ်းခံစားရတာကအဆုံးအပတ်မရှိနာကျင်မှုမျိုးတခါလေယူပန်းဆိုင်ရပါနာကျင်ရလို့ခံစားရတာမျိုးဆိုတော့ဟုတ်ပါတယ် Mel Robbins ရဲ့သမီး Sawyer ရဲ့ဥပမာကိုပဲကြည့်လေသူ့ရဲ့နှစ်ကြာလက်တွဲခဲ့တဲ့ချစ်သူနဲ့လမ်းခွဲခဲ့တော့ကသူ့ဆိုမြေပေါ်မှာလူလိမ်ငိုပြီးပန်းနဲ့ attack တွေရတဲ့အထိထိခဲ့တယ်လို့ဆိုတယ်အဲ့ဒီလောက်တောင်နာကျင်ရခြင်းရဲ့နှုတ်ခွဲကအကြောင်းရင်းကိုထိပန်နေကြကြည့်မယ်ဆိုရင်ပေါ့လေဒါဟာစိတ်ခံစားမှုတက်ကြောင်မဟုတ်ဘူးဗျာကျွန်တော်တို့ရဲ့အာယုံကြိုးစနစ်ပေါ့ပြီးတော့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ် relationship တခုမှာအချိန်ကြာလာတာနဲ့အမျှလူနှစ်ယောက်ရဲ့အာယုံကြိုးစနစ်တွေနေစေဘဝအလေးအချက်တွေစိတ်ပိုင်းဆိုင်ရာမျှော်လင့်ချက်တွေကတယောက်နဲ့တယောက်ဆက်နွယ်သွားကြတယ် intertwine ဖြစ်သွားကြတယ်ဆိုပါတော့ကိုယ့်ရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်သွားတာပေါ့အတိအကျပဲကိုယ်ဦးနှောက်နဲ့ခန္ဓာကိုယ်ကအဲ့ဒီလူရှိနေတာကိုအသားကြနေတာအဲ့ဒီလူနဲ့ဆက်နေတဲ့ပုံမှန်လုပ်ငန်းစုံလေးရှိနေတာအဲ့ဒါတဘောမျိုးဟုတ်ကဲ့လမ်းခွဲလိုက်တဲ့အခါအဲ့ဒီဆက်နွယ်မှုတွေရုတ်တရက်ပြတ်တောက်သွားတယ်ဒါဟာဦးနှောက်အတွက်ကြီးမားတဲ့ထိတ်လန့်တုန်လှုပ်မှုတစ်ခုပါကိုချစ်ခင်ရတဲ့သူတယောက်တေဆုံးသွားလို့ခံစားရတဲ့ဝမ်းနည်းပူဆွေးမှု grief နဲ့အလုံးစင်တူပါတယ်ခင်ဗျာဟုတ်လား grief နဲ့တောင်တူတယ်ပေါ့ဟုတ်ပါပဲဘာလို့လဲဆိုတော့ကိုဟာလူတယောက်ကိုဆုံးရှုံးလိုက်ရတာကြမဟုတ်ဘူးလေမျှဝေခဲ့တဲ့ဘဝအပိုင်းတစ်ခုတည်းအတူတကွတိဆောက်ထားတဲ့အနာဂတ်အိမ်မက်တွေကိုယ့်ရဲ့ဖြစ်တည်မှုအစိတ်ပိုင်းတစ်ခုကိုပါဆုံးရှုံးလိုက်ရတယ်လို့ခံစားရတဲ့ net shine တဲ့အဆုံးရှုံးမှုဝေဒနာပါတကယ်ကိုလိမ့်နဲ့တဲ့ခံစားမှုမျိုးပဲဒီလိုအချိန်မျိုးမှာအားပေးတဲ့ညင်နဲ့လူတွေကကိုချစ်ပါတခုခုနဲ့အာယုံလွှဲလိုက်ပါအချိန်ကကူစားသွားလိမ့်မယ်ဆိုတဲ့အကျဉ်းဉာဏ်တွေပေးတတ်ကြတယ်နော်ပေးကြတာပေါ့ဒါပေမဲ့စောရပြောသလိုပဲနာကျင်မှုအပြင်းထန်ခံစားနေတဲ့ချိန်မှာဒါတွေကထိအောင်မှုသိမ့်မရှိဘူးကိုတန်မှုမရှိသလိုစွန့်ပစ်ခံရသလိုခံစားနေတဲ့ချိန်မှာကိုချစ်ဖို့ဆိုတာဘလို့မှမလွယ်ဘူးလေဟုတ်ပါရဲ့အဲ့ဒီအကြံဉာဏ်တွေကရည်ရွယ်ချက်ကောင်းပြီမြဲနာကျင်မှုရဲ့အရင်းမြစ်ကိုတကယ်မထိတွေ့ဘူးဒီနေရာမှာကွဲပြားချက်ကိုနားလည်ဖို့အရေးကြီးတာကနာကျင်မှုကိုခံစားခြင်း processing the pain နဲ့နာကျင်မှုကိုကြော်လွှားပြီးရှေ့ဆက်ဖို့လှုပ်ဆောင်ခြင်း moving through the pain ဆိုတာမတူပါဘူးခင်ဗျ။ processing နဲ့ moving through ပေါ့။ဟုတ်တယ်။ငိုတာဝမ်းနည်းတာခံစားချက်တွေကိုထုတ်ပေါ်တာက processing လုပ်တာပါ။ဒါကလို့အပ်ပါလေ။ဒါပေမဲ့အဲ့ဒီအဆင့်မှာပဲရပ်နေလို့မရဘူး။ရှေ့ဆက်ဖို့အတွက်တတိရှိနဲ့လှုပ်ဆောင်ရမယ်လက်တွေ့ကြတဲ့အဆင့်တွေလိုအပ်ပါတယ်။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီနာကျင်မှုကိုကြော်လွှားဖို့ပထမဆုံးလှုပ်ဆောင်ရမယ့်အဆင့်ကဘာဖြစ်မလဲ။ Mel Robbins တို့ရဲ့သူတေသနာမှာအရေးကြီးတဲ့အယူအဆတစ်ခုကိုပြောထားတယ်နော်။အဲ့ဒါကလမ်းခွဲခဲ့တဲ့သူနဲ့သက်ဆိုင်နေတဲ့ဘဝနေထိုင်မှုပုံစံအလေးအတကူ unlearning လို့ဖို့လိုအပ်တယ်ဆိုတာပဲဒါကဘယ်လိုမျိုးလဲ unlearning ဆိုတာကလေရည်စားဟောင်းကိုကိုယ့်ရဲ့စိတ်နဲ့ဘဝထဲမှာမတိစိတ်ကနေဆက်လက်ရှင်သန်နေစေတဲ့အလေးထားဟောင်းတွေကိုတတိထားမိပြီးတမင်နကရစ်တန့်ဖြစ်တာကိုဆိုလိုတာပါဥပမာသူတို့ရဲ့ social media ကိုအကြောင်းမရှိပဲခဏဝင်ကြည့်တာအတူတူရိုက်ထားတဲ့တပ်ဖို့ဟောင်းတွေကိုပြန်ကြည့်ပြီးနှမျိုးနေတာသူငယ်ချင်းနဲ့စကားပြောတိုင်းသူ့အကြောင်းဒါမှမဟုတ်သူနဲ့ပတ်သက်တဲ့ဟမတ်တရားတွေကိုထည့်ပြောမိနေတာမျိုးတွေပေါ့။အော်ဆိုတော့ကိုကရှစ်ဆက်ချင်တယ်ပြောနေပေမဲ့
ကိုယ့်ရဲ့နေ့စဉ်အပြုတ်မှုလေးတွေကအတိတ်ကိုဖြန်းဆွဲခေါ်နေတာမျိုးကိုတတိထားပြီးပြင်ရမှာပေါ့နော် အဒီကြပဲ ဆိုရင်လဲသူရီစာဟောင်းကြိုက်တဲ့တချင်းကိုမတော်တဆဖွင့်မိတာသူတို့သွားနေကြကော်ဖီဆိုင်ကိုအမှတ်မထင်ရောက်တော့တာမျိုးတွေကသူ့ကိုဖြန်းပြီးစိတ်ထိခိုက်စေတယ်လို့ပြောတယ် ဟုတ်ပါတယ်အဲ့ဒါတွေက triggers တွေဖြစ်နေတာပေါ့ဒီ unlearning history မှာအရန်အရေးကြီးတဲ့စိတ်နေစီထားတစ်ခုက Mel Robbins မိတ်ဆက်ပေးခဲ့တဲ့ let them ဆိုတဲ့သဘောတရားပါ let them သူတို့ကိုသူတို့တဘောအတိုင်းနေခွင့်ပေးလိုက်ပါဆိုလိုတာလား ဟုတ်ပါတယ်ဆိုလိုတာကတခြားသူတစ်ယောက်ရဲ့အသွေးခံစားချက်ဆုံးဖြတ်ချက်လုံရက်တွေကိုကိုကထိုင်းချုပ်လို့မရဘူးဆိုတာကိုလုံးဝလက်ခံလိုက်ဖို့ပါပဲသူတို့လမ်းခွဲဖို့ဆုံးဖြတ်တာသူတို့ရှေ့ဆက်သွားတာသူတို့တခြားတစ်ယောက်နဲ့ပြောနေတာစတာတွေကိုကိုယ့်အနေနဲ့ပြောင်းလဲလို့မရဘူးဒါသူတို့ရဲ့အပိုင်းသူတို့ရဲ့ဘဝပဲဆိုတာကိုလက်ခံနိုင်ဖို့ကြိုးစားရမှာပါ ဒါကလက်ခံမှုတော်တော်ခက်ခဲမဲ့အချက်ပဲနော်ကိုကပြန်ပေါင်းချင်ရင်ဒါမှမဟုတ်သူတို့နောင်တရစေချင်ဒီလိုလက်ခံဖို့ဆိုတာ ခက်ခဲမှတေးချပါတယ်ဒါပေမဲ့ဒီ let them ကိုလက်မခံနိုင်သူရဲ့ကိုကသူတို့ရဲ့လောက်ရက်တဲ့အပေါ်မှာပဲစိတ်ဒုက္ခရောက်နေုံမှာပဲတကယ်တမ်းကိုထိန်းချုပ်နိုင်တာကိုယ့်ရဲ့တုံ့ပြန်မှုနဲ့ကိုယ့်ရဲ့ရှေ့ဆက်မဲ့လမ်းပဲရှိတာလေ ဟုတ်ကဲ့ ဒီလိုလက်ခံနိုင်ဖို့နဲ့အဲ့ဒီဆက်နွယ်နေတဲ့အာယုံကြောလန်းကြောင်းဟောင်းတွေကိုပြန်ထင်ဖို့တဲ့အရန်ထိရောက်တဲ့လက်တွေ့ကျနီလန်တစ်ခုရှိတယ်ကုထုံးပညာရှင် Ann David အကြံပြုထားတဲ့ရက်30အဆက်တွေလုံးဝမလုပ်ချင်းတာရီတဲ့ no contact စီမံမှာ ရက်30လုံးဝအဆက်တော်မလုပ်ရဘူးဆိုတာဘာလို့အဲ့လောက်အရေးကြီးတာလဲဖုံးမဆက်စာမပို့ရတယ်မဟုတ်ဘူးလား ဟုတ်ပါတယ်ဖုန်းခေါ်တာစာပို့တာ social media မှာ follow လုပ်တာသူတို့အကြောင်းစုံစမ်းတာသူတို့သွားတတ်တဲ့နေရာတွေကိုတမင်တွားတာအကုန်ရှောင်ရမှာပါအထူးကတော့သူတို့နဲ့ပတ်သက်တဲ့ဘလို့လုံးစုံမှုမျိုးမှကိုယ့်ရဲ့အာယုံကြော system နဲ့တရားမဝင်လာကိုတားဆီးဖို့ပါပဲအထူးသဖြင့်သူတို့ရဲ့အတန်ဟာအလက်ထဟောင်းတွေကိုအလွဲတကူပြန်နိုးနိုင်တယ် အတန်ကအဲ့လောက်တောင်တက်ရောက်မှုရှိတာလား ဟုတ်ပါတယ်ရက်30ဆိုတဲ့အချိန်အတိုင်းအတာကကိုယ့်ရဲ့အာယုံကြောစနစ်ကိုပြန်လဲတည်ငြိမ်ဖို့အလေးထအဟောင်းတွေကိုစတင်ဖြတ်တောက်ဖို့လိုအပ်တဲ့အချိန်တစ်ခုကိုပေးပါတယ်ဆော်ရကိုရန်ဒီစီမင်းကိုလိုင်းနာဖို့အရန်ရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ဒါဟာသူ့ရဲ့ကုစားမှုအတွက်အရေးကြီးဆုံးအစိပ်ပိုင်းတစ်ခုခက်ခဲတယ်လို့ဆိုပါတယ် ဒီ non content ကာလမှာလူတွေမျောလင့်တတ်တာတခုကပြဿနာပြေလဲမှု closure ရဖို့ပဲရီးစားဟောင်းနဲ့နောက်ဆုံးတစ်ခေါက်စကားပြောလိုက်ရရင်သူတို့စီကရှင်းပြချက်တစ်ခုခုကြားလိုက်ရရင်ကိုတက်တာသွားမယ်ရှစ်ဆက်နိုင်မယ်လို့ထင်တတ်ကြတယ်လေ ဟုတ်တယ်အဲ့လိုထင်တတ်ကြတယ် ဆော်ရလဲရက်30ပြည့်တဲ့နေ့မှာပဲသူရီးစားဟောင်းကိုဖုံးဆက်ခဲ့တယ်လို့ပြောတယ်ဘာဖြစ်သွားလဲ သူမျောလင့်ထားတဲ့ closure ကတော့မရခဲ့ပါဘူးစကားပြောအပြီးမှအရင်လောက်စိတ်လှုပ်ရှားမှုမပြင်းထန်တော့ပေမဲ့အပြေမှန်ကိုရလိုက်တယ်လို့မျိုးစိတ်ထဲမှာလုံးဝရှင်းသွားတယ်လို့မျိုးတော့မခံစားခဲ့ရဘူးလို့ဆိုပါတယ် ရက်30 no contact ကအဲ့ဒီအတွင်းစိတ်အလုပ်အတက်လိုအပ်တဲ့နေရာလို့နဲ့အချိန်ကိုဖန်တီးပေးတာပါ ဒါဆိုရင် closure ကိုအပြင်မှာလိုက်ရှာနေမဲ့အစားကိုအတွင်းစိတ်နဲ့အလုပ်လုပ်ရမှာပေါ့ဒီအစစ်မှာအခက်ခဲဆုံးအတားအဆီးကဘာထင်နိုင်မလဲ အကြီးမားဆုံးအတားအဆီးကလမ်းခွဲလိုက်ပြီးဆိုတဲ့အချက်ကိုလက်ခံထားတဲ့ပို့ပါတယ်ခင်ဗျအဲ့ဒါကတော့အနာဂတ်မှာဒီလူမပါဝင်တော့ဘူးဆိုတဲ့စိတ်ကူးယဉ်မှု fantasy ကိုပါလက်လွတ်နိုင်ဖို့လိုအပ်တာပါပဲ fantasy လူတော်တော်များများကလမ်းခွဲပြီးတော့ပြီမဲ့စိတ်ထဲမှာဒီနေ့တော့သူနောင်တရာပြီးပြန်လာမှာပါငါတို့ပြန်ဆုံစည်းနိုင်ပြီတဲ့ဆိုတဲ့အတွေးမျိုးကိုမတိစိတ်ကဖက်တွယ်ထားတတ်ကြတယ် အန်လီကဆက်ပြီးနာကျင်စေတာမျိုးအဲ့အောင်မလွတ်နိုင်မှုဖြစ်နေတာ အဲ့ဒီစိတ်ကူးရင်မှုကဝမ်းနဲ့မှုဒေါတာနာကျင်မှုတွေကိုမလွတ်ချနိုင်အောင်စုပ်ကန်ထားစေပြီးရှေ့ဆက်ဖို့အရန်ခက်ခဲစေပါတယ်နောက်တစ်ခုကလမ်းခွဲပြီးချိန်မှကြုံခဲ့ရတဲ့အစင်မပြေမှုတွေပြဿနာတွေကိုမေ့ထားပြီးအမတ်ရတာကောင်းတွေကိုပဲရွေးပြီးတတိရနေတတ်တဲ့ထောင်ချောက် highlight real trap ပါ ဟုတ်ကဲ့ကောင်းတာလေးတွေပဲပြန်စဉ်းစားမိနေတာ ဒါကလည်းအတိတ်ကိုပုံဖြတ်စေပြီးအရှိတရားကိုလက်မခံနိုင်အောင်အဲ့ဒီစိတ်ကူးရင်မှုကိုဆက်လက်ရှင်တန်စေတဲ့အချက်တစ်ခုပါပဲဒီ fantasy ကိုမစွန့်လွတ်နိုင်တဲ့တကယ်ရှေ့ဆက်ဖို့မဖြစ်နိုင်ပါဘူး ဟုတ်ပြီဒါဆိုရင်ဒီနာကျင်မှုတွေဖျောက်ဖျက်ရမယ်အလေအထအဟောင်းနေလက်လွတ်ရမယ်စိတ်ကူးရင်မှုတွေကိုကြော်လွှားပြီးရှေ့ဆက်နိုင်ဖို့လက်တွေ့ချက်ချက်ဘာတွေလုပ်လို့ရမလဲဆိုတာကိုစက်ကြည့်ရအောင်အတက်ဆွေရသတင်းတစ်ခုကတော့သူရတနာရဲ့အရာလူအများစုဟာလမ်းခွဲပြီးနောက်17ပတ်3လက်နီးပါတော့အကြပါစပြီးတိတိတာတာတက်တာလာတက်တယ်လို့ဆိုရယ် ဟုတ်ကဲ့17ပန် ဒါ
ဒါကိုတည်ထားတာကအနည်းဆုံးတော့ဥမန်လန်ခေါင်အစုံမှာအလင်းရောင်ရှိတယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးနိုင်တယ်လေ Mel Robbins တို့ကဒီကူးစားမှုဖြစ်စဉ်ကိုအရှိန်မြင့်ပေးနိုင်တဲ့လက်တွေ့ကြပြီးခီးရောက်တဲ့လှုပ်ဆောင်နိုင်ဝဲအဆင့်6ဆင့်ကိုအကြံပြုထားတယ် ဟတ်ပါတယ်ဒီအဆက်နေကစောကပြောခဲ့တဲ့အာယုံကြော system ကိုပြန်တည်ငြိမ်စေဖို့ unlearning လုံညောင်းစင်ကိုအထောက်အကူပြုဖို့ပတ်ဝန်းကျင်တစ်ဖန်တီးဖို့အထီးကျမှုကိုတိုက်ဖြတ်ဖို့ရည်ရွယ်ချက်တစ်ရှာတွေ့စေဖို့နဲ့အနာဂတ်ကိုအကောင်းမြင်စိတ်နဲ့ကြည့်နိုင်ဖို့ဒီဇိုင်းဆွဲထားတာပါ စိတ်ဝင်စားစရာပဲပထမဆုံးအဆင့်ကပါလဲ ပထမအဆင့်ကအမတ်ရစေသောယာများကိုဖယ်ရှားခြင်း remove triggers ပါဒါက unlearning နဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ရေးစားဟောင်းကိုတတိယစေတဲ့အာယုံကြော system ကိုမလိုအပ်ပဲလုံဆော်လိုက်တဲ့အရာအားလုံးကိုကိုယ့်ရဲ့ပဝင်းချင်းကနေယာယီဖြစ်ဖြစ်အပီးတိုင်ဖြစ်ဖြစ်ဖယ်ရှားပါဥပမာဖုန်းတက်ကတက်ဖုန်းတွေ social media account တွေ unfollow or mute လုပ်ပါအတူတူနားထောင်ကြတဲ့သချင်း playlist တွေသူပေးထားတဲ့လက်ဆောင်ပစ္စည်းတွေအဝတ်စားနေစတာတွေပေါ့ အကုန်လက်ပြရမှာလားတချို့အမတ်တရားပစ္စည်းတွေကတန်ဖိုးရှိနေနိုင်တယ်လေမလွတ်ချင်ဘူးဆိုရင်တော့ လွတ်ပြဖို့မလိုပါဘူးခင်ဗျာမမြင်ကွယ်ရာရောက်အောင်ပုံတစ်ပုံနဲ့စုထည့်ကြီးတင်ထားလိုက်လို့ရပါတယ်အဓိကကနေ့စဉ်ဘဝမှာကိုမျက်စိရှင်းမှာကိုအကြားအယုံမှာဒါတွေရှိမနေဖို့ပါပဲ ဟင်းမြင်ကွင်းကနေဖျောက်ထားဖို့ပေါ့ ဟုတ်ပါတယ်ဒါမှအာယုံကြော system မှာအဆက်မပြတ်လုံစောခါနေရတာကနေနားချင်ရပြီးကုစားဖို့နေရလို့ရမှာပါပဝင်းချင်းပြောင်းလဲလေးတွေအိမ်ထက်မှာပရိဘော်ကနေရရွှေတာမျိုးကလည်းအထောက်ကူပြုနိုင်ပါတယ် ဟုတ်ပြီဒုတိယဆင့်ကတော့ ဒုတိယဆင့်ကအိတ်ခင်းကိုအပြောင်းအလဲလုပ်ခြင်း bedroom makeover ပါလန်ခွဲပြီးချိန်မှာအိတ်ခင်းဆိုတာအတူရှိခဲ့တဲ့အမတ်တရားတွေကြောင့်အထိရှလွယ်ဆုံးဝိုင်းနေစရာအကောင်းဆုံးနေရာတစ်ခုဖြစ်နေတတ်ပါတယ် ဟုတ်ကဲ့အဲ့ကတကယ်မှန်တယ် ဟုတ်ကဲ့ဒါကြောင့်အိတ်ခင်းကိုအတွန်းတစ်တစ်ခုဖြစ်တော့အောင်အပြောင်းအလဲလေးတွေလုပ်ဖို့တိုက်တွန်းထားပါတယ် makeover ဆိုတာအကြီးအကျယ်ပြင်ရမှာလားဘတ်ဂျက်ကလည်းရှိသေးလေလင် မဟုတ်ပါဘူးအကြီးကျယ်မဟုတ်ပါဘူးရိုးရှင်းတဲ့အပြောင်းအလဲလေးတွေကလည်းထိရောက်နိုင်ပါတယ်ဥပမာနယံကိုအယောင်တက်ဒါမှမဟုတ်ကိုကြက်တဲ့ဆေးအောင်ပြန်တော့တာကိုတင်းနေရရွှေတာအိယာခင်းအတစ်ဝဲတုံးတာမိအလဲအမောင်ပြောင်းလဲတာမျိုးတွေလုပ်နိုင်ပါတယ်ဒါကကိုယ်စိတ်ထဲမှာဒါငါ့ရဲ့နေရာတဲ့အခန်းကဏ္ဍတဲ့ဆိုတဲ့အချက်ပြမှုတစ်ခုဖြစ်စေပြီးအနာဂတ်အတွက်နေရာတစ်ခုဖန်တီးလိုက်တော့ခန်းစားရစီပါတယ် ကောင်းပါတယ်စိတ်တစ်လူတစ်ခံစားချက်မျိုးပေါ့တတိယဆင့်ကပါများလဲ တတိယဆင့်ကတက်ကြွစွာအကူအညီတောင်းခြင်း reach out proactively ပါလမ်းခွဲပြီးချိန်မှာအထီးကျန်တယ်တယောက်သေးချစ်နေတယ်လို့ခံစားရတာသဘောပါကြပါတယ်ဒီအချိန်မှာကိုယ့်အခက်ခဲကိုကိုယ်ဘာသာမျိုးတိတ်မထားပဲယုံကြည်ရတဲ့သူငယ်ချင်းမိသားစုတွေကိုပြုံးပွင့်လင်းလင်းပြောပြဖို့အရေးကြီးပါတယ် အကူအညီတောင်းတယ်ဆိုတာကဘယ်လိုမျိုးလဲငါ့ကိုအားပေးပါလို့ပြောရုံပဲလား အဲ့ဒီထက်ပိုပြီးတိကျရင်ကိုကောင်းပါတယ်ခင်ဗျာဥပမာငါအခုလမ်းခွဲထားလို့တော်တော်လေးခံစားနေရတယ်လာမယ့်3လလောက်တော့ငါထဲနည်းနည်းခက်ခဲလိမ့်မယ်အစဉ်ပြေရင်ကိုတတိတရနဲ့ဖုန်းဆက်ပေးပါအပြင်တော့ခေါ်ပေးပါဒါမှမဟုတ်လာတွေ့ပေးပါဆိုတာမျိုးတိတိကျကျတောင်းဆိုနိုင်ပါတယ် အော်ကိုဘာလို့ချင်တယ်ဆိုတာတိတိကျကျပြောပြဖို့ကော ဟုတ်ကဲ့လူတွေကကူညီခြင်းပေမဲ့ဘလို့ကူညီရမလဲမသိတာမျိုးဖြစ်တတ်ပါတယ်ကိုဘာလို့လဲဆိုတာပြောပြခြင်းအပြင်သူတို့အတွက်လည်းလွယ်ကူသွားစေတယ်လို့ကိုအတွက်လည်းတကယ်လိုအပ်တဲ့အားပေးကူညီမှု support ကိုရရှိစေတယ်အားပေးကူညီမှုဆိုတာအကြံဉာဏ်ပေးတာချင်းမဟုတ်ပဲအနာမရှိနေပေးတာနားထောင်ပေးတာမျိုးဖြစ်နိုင်ပါတယ် ဟုတ်ကဲ့ဒါကတကယ်အရေးကြီးတဲ့အချက်ပဲနောက်တစ်ဆင့်ကတော့ စတုထအဆင့်ကပြက်ခရင်ကိုဖြည့်ထားခြင်း fill calendar ပါဒါပေမဲ့အလုပ်ကိစ္စတွေတောင်းဝင်ဥတရားတွေနဲ့ချီမေးပြနေတာမျိုးမဟုတ်ပဲကိုယ့်ကိုပျော်ရွှင်မှုမျောလင့်ချက်စိတ်လှုပ်ရှားမှုပေးနိုင်မယ့်အရာတွေနဲ့ဖြည့်ရမှာပါ ပြုတ်ဆက်ရည်နဲ့ဖြေခိုင်းတာပေါ့ ဟုတ်ပါတယ်အနာဂတ်မှာလို့ဖို့စောင့်မျိုးစရာကိစ္စလေးတွေဖန်တီးထားတာကလက်ရှိနာကျင်မှုကနေအာရုံပြောင်းစေသလိုရှေ့ဆက်ဖို့တွန်းအားလည်းဖြစ်စေပါတယ် ဥပမာဘလို့အရာမျိုးတွေဖြစ်နိုင်မလဲအပြင်ထွက်ဖို့အောင်စိတ်မပါဖြစ်နေခြင်းမျိုးမှလေ ကိုစိတ်ဝင်စားတဲ့ workshop တခုတက်ဖို့စာရင်ပေးတာမျိုးတငယ်ချင်းတွေနဲ့ခီးတူလီတခုအခုကတွေကစီစဉ်ကမျိုးကြည်ချင်နေတဲ့ဖြော်ပြပွဲလက်မှတ်ဝေထားတာဒါမှမဟုတ်ကိုဝါဒနာအတွက်အချိန်တက်မပြီးလို့တာမျိုးတွေဖြစ်နိုင်ပါတယ်အဓိကပြက်ကရင်ကိုကြည့်လိုက်တိုင်းအိုးငါလုတ်ဆရာတွေရှိသေးပါလားစောင့်မျိုးဆရာတွေရှိသေးပါလားဆိုရဲခန်းစားချက်မျိုးရစီဖို့ပါပဲအိမ်မနီရလက်လို့ရတဲ့အရာတွေလည်းပါနိုင်တာပေါ့ ကောင်းလိုက်တာပင်စမအဆင့်ကပါလေ ပင်စမအဆင့်ကစိန်ခေါ်မှုတစ်ခုရွေးချယ်ရင်ပါ pick a challenge ပါဒါကကိုယ့်အတွက်ရည်ရွယ်ချက်အသစ် new purpose တစ်ခုရှာဖွေတာပါပဲ relationship ရှိကြတော့ကအချိန်မပေးနိုင်ခဲ့တဲ့
လှုပ်ချင်ခဲ့ပေမဲ့မလှုပ်ဖြစ်ခဲ့တဲ့ယာတစ်ခုခုကိုရွေးချယ်ပြီးကိုယ့်အတွက်စိန်ခေါ်မှုတစ်ခုအနေနဲ့တတ်မှတ်ပြီးလှုပ်ဆောင်ကြည့်ပါ စင်ခေါ်မှုဆိုတော့ခက်ခဲကြီးကြီးမားမားဖျားမှာလားအားကစားလုပ်တာမျိုးလား အဲ့လိုကြီးမလွယ်ပါဘူးကိုယ့်တဲ့အဒီပဲရှိပြီးစိတ်အားထက်သန်မှုဖြစ်စေမဲ့အရာဆိုရပါပြီဥပမာ 5K အပြည့်ဖြန့်ပွဲဝင်ဖို့လေ့ကျင့်တာဂီတာတီးတင်တာဘာသာစကားအသစ်တစ်ခုစလေ့လာတာကိုယ်ပိုင် blog တစ်ခုစရေးတာတယောက်တည်းခရီးထွက်ကြည့်တာမျိုးတွေဖြစ်နိုင်တယ်ဒီလိုစင်ခေါ်မှုတစ်ခုကကိုယ့်ရဲ့စွမ်းရည်လေးကိုအပြုတဖို့ဆောင်တဲ့လမ်းကြောင်းပေါ်ပြန်ပို့ပြီးကိုယုံကြည်မှုနဲ့တန်ဖိုးထားစိတ်ကိုပြန်လဲတည်ဆောက်ပေးနိုင်ပါလေ အရန်ကောင်းတဲ့ဇာညံကြီးပဲဒါဆိုနောက်ဆုံးဆက်ထမအစင်ကတော့ နောက်ဆုံးဆက်ထမအဆင့်ကတော့နည်းနည်းထူးခြားပါတယ်စွမ်းရှိသောမေခွန်းကိုမေးပါ ask the powerful question ပါကိုအချိန်ပေးပြီးဒီမေခွန်းလေးကိုရိုးရိုးသားသားမေးကြည့်ဖို့ပါအဲ့ဒါကတော့ကိုဘွားရဲ့အချစ်စစ် the love of your life ကနောက်မကြခင်မှာကိုစီကိုရောက်လာတော့မယ်ဆိုတာတေချာပေါက်သိနေရင်အခုလိုတကိုယ်လေးဖြစ်နေတဲ့ဒီကြားကာလမှာကိုယ့်ရဲ့ညာနေဒီစနေတနည်းမနေ့ပဲ့ရက်တွေကိုဘယ်လိုမျိုးကုံဆုံးကျင်တယ်လဲ အနာဂတ်မှာဖြစ်လာနိုင်တဲ့အကောင်းမြင်မျှော်လင့်ချက်စီကိုရွှေ့ပြောင်းပေးလိုက်လို့ပါပဲ ဟုတ်ကဲ့ လန်ခွဲပြီးချိန်မှာလူတွေကငါတယောက်တည်းဖြစ်သွားပြီးငါကိုဘယ်သူမှချစ်မှာမဟုတ်တော့ဘူးဆိုတော့ကြောက်စိတ်တွေနဲ့ပိတ်ပြီးနေတတ်တယ်ဒီမိကုန်းကတကူတည်းဖြစ်နေတာဟာအမြဲတမ်းအတွက်မဟုတ်ဘူးဒါဟာအကူပြောင်းကလာတစ်ခုသာဖြစ်တယ်ဒီအချိန်ကိုငါဘလို့အကျိုးရှိရှိပျော်ရွှင်အောင်တောင်းချမလဲဆိုတဲ့အတွေးကိုတွန်းအပ်ပေးပါတယ်ကိုဘွားကိုပျော်ရွှင်အောင်အတိတ်ပဲရှိအောင်ကိုယ်တိုင်တိဆောက်လိုက်စွမ်းရှိတယ်ဆိုတာကိုသတိပေးလိုက်တာပါပဲ ဒီအဆင့်6ဆင့်ကတကယ်ကိုလက်တွေ့ကြပြီးအားရှိစရာပဲဒါပေမဲ့ဒီနီလန်းတွေကိုဂျူးစားနေရင်းနဲ့တောင်လူတွေကြုံတွေ့နေကြတခြားခက်ခဲတွေရှိပါသေးတယ်နော်နားဆင်လူတွေရှိကမိခွန်းတွေကိုကြည့်ရင်အဖြစ်များတဲ့ပြဿနာတွေကအခုမှစတွဲနေတဲ့သူဒါမှမဟုတ်ဒိတ်လုံးနေတဲ့သူကိုရီစားဟောင်းနဲ့စိထဲကနေနိုင်ရှင်မိတာမျိုး အဖြစ်များတယ် ပြီးတော့အရင်တုန်းကတာငါဒီလိုကရုစိုက်ခဲ့ရင်သူသာပြောင်းလဲခဲ့ရင်ဆိုတဲ့ what if အတွေးတွေခဏခဏတွေးမိတာမျိုးရှိတယ် ဟုတ်ကဲ့အဲ့ဒီနိုင်ရှင်မှုနဲ့ what ifs တွေကကူးစားမှုဖြစ်စင်မှာအဖြစ်များတဲ့စိတ်ရဲ့ထောင်ချောက်တွေပါဒီလိုအတွေးတွေဝင်လာပြီဆိုရင်ကိုယ့်ရဲ့လက်ရှိဒိတ်လုတ်ခြင်းရဲ့ရည်ရွယ်ချက်ကိုပြန်သုံးသပ်ဖို့လိုပါတယ်ရည်ရွယ်ချက်ကရည်စားဟောင်းညီယာမှာအစားထိုးဖို့ပြီးပြည့်စုံတဲ့တယောက် the one ကိုအသက်အတန်ရှာဖွေဖို့မဟုတ်တယ်မောင် ဟုတ်ကဲ့ အဲ့ဒီအစားကိုပြန်လဲရှာဖွေဖို့ကိုတကယ်ပါလိုချင်လဲဘယ်လိုဆက်ဆံရေးမျိုးကိုတန်ဖိုးထားလဲဆိုတာသင်ယူဖို့အခွင့်အရေးတစ်ခုအဖြစ်ရှုမြင်သင့်ပါတယ် ဆိုတော့လူတစ်ကိုရီစားဟောင်းရဲ့စံနှုန်းနဲ့တိုင်းတာနေမဲ့အစားကိုယ့်အတွက်ဘာအရေးကြီးလဲဆိုတော့အာယုံစိုက်ဖို့ပေါ့ကိုယ်ခန်းစားချက်ကိုပေါ့ မှန်ပါတယ် Mel Robbins အကြံပြုရဲ့ 280 စီမင်းကိုသုံးကြည့်နိုင်ပါတယ်လူတစ်တဲ့ရဲ့ကိုယ်နဲ့မတွေ့အသေးဖွဲအချက်လေးတွေ 20% ကိုအာယုံစိုက်ပြီးအဖြစ်တင်နေမဲ့အစားတကယ်အရေးကြီးတဲ့အရေးတွေ 80% ဖြစ်တဲ့ကျင်နာမှုရိုးသားမှုကိုယ့်ဘော်လေးစားမှုကိုယ်ဘေးမှာကိုယ်တိုင်အဖြစ်လက်စွာနေနိုင်မှုလုံခြုံတယ်လို့ခံစားရမှုတူညီတဲ့ဘဝတန်ဖိုးထားမှုစတာတွေကိုအာယုံစိုက်ပါလူပုဂ္ဂိုလ်တရားချင်းစီကိုနိုင်ရှင်နေတာတဲ့အဲ့ဒီလူနဲ့အတူရှိခြင်းမှာကိုယ်ဘလို့ခံစားရတယ်လဲ how do they make you feel ဆိုတာကိုပို့အလေးထားပါ ဟုတ်ကဲ့နောက်ထပ်အခက်များတဲ့အခက်အခဲတစ်ခုကဘယ်သူနဲ့မှထပ်ပြီး date လုပ်ဖို့စိတ်ဝင်စားတော့တာစိတ်ကုံသွားတာမျိုးပါဒါကတော့ပုံမှန်ပဲလားဒါမှမဟုတ်တစ်ခုခုမားနေလို့လား ဒီလိုဖို့စိတ်မဝင်စားခြင်းကအကြောင်းရင်းတစ်ခုလောက်ဖြစ်နိုင်ပါတယ်ခင်ဗျာတစ်ခုကတော့ကိုယ့်ရဲ့ကူးစားမှုဖြစ်စဉ် healing process ကတကယ်မပြီးဆုံးသေးဘူးစိတ်တိုင်ရနေကြံနေသေးတယ်ဆိုတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမှာကိုအတင်းကျပ်ဒိတ်လို့ဖို့ဖိအားပေးစင်တာမလိုပါဘူးအစင်သက်မဖြစ်တဲ့အချိန်ယူပါကူးစားဖို့ကိုပဲအာယုံစိုက်ပါ ကိုအချိန်ပေးဖို့လိုလဲပေါ့ ဟုတ်ကဲ့ဒါပေမဲ့တစ်ချိန်တည်းမှာလည်းလုံးဝတကားပိတ်ထားတာမျိုးနဲ့မဖြစ်စင်ပါဘူးဆိုလိုတာလားကိုယ့်ရဲ့နေ့စဉ်ဘဝမှာပိုပြီးပွင့်လင်းစွာနေထိုင်ပါလူသစ်တွေနဲ့တွေ့ဆုံနိုင်မဲ့အခွင့်အရေးတွေကိုပိတ်ပင်မထားပဲလက်ခံဖို့အသင့်ရှိနေပါနောက်တစ်ခုသတိပြုရမှာက spark တွေ့ချင်းရုပ်တရက်ဆွဲဆောင်မှုကိုပဲအသေးအတန်လိုက်ရှာတဲ့တန်ရာတွေကိုစိန်ခေါ်ဖို့လိုပါတယ် ဒါချက်မျိုးကိုမျောလဲနေတာမျိုးပေါ့အဲ့မှာမျိုးမရှိရင်စိတ်ပြတ်တတ်ကြတယ် ဟုတ်ပါတယ်အဲ့ဒီလို spark နဲ့စတင်တဲ့တကယ်ခိုင်မြဲတဲ့ဆက်ဆံရေးတွေက10% လောက်ပဲရှိတယ်လို့သူတေသနာတွေကဆိုပါတယ်အများစုကဖြည်းဖြည်းချင်းတိဆောက်ယူရတဲ့ slow burn ဆက်ဆံရေးတွေပါ slow burn ပေါ့ ဟုတ်တယ်အချိန်ယူပြီးတဖြည်းဖြည်းတည်လာမှတာဟာဇာတာဖြစ်မှု compatibility အပြန်အလှန်လေးစားမှုထည့်သွင်းစဉ်းစားမှုတူညီတဲ့တန်ဖိုးထားမှုတွေနဲ့တဆင့်
ချစ်ချင်းမေတ္တာကဖြစ်ပေါ်လာတာမျိုးပါဒါကြောင့်တွေ့တဲ့လူတိုင်းနဲ့ spark မဖြစ်တိုင်းစိတ်ပျက်စရာမလိုပါဘူးအချိန်ပေးပြီးတိဆောက်ကြည့်ဖို့စိတ်ရှည်ဖို့လိုပါတယ် နောက်ဆုံးကြုံရောက်တဲ့အခက်အခဲတစ်ခုကတော့ရီးစားဟောင်းလို့စိတ်ထဲကလုံးဝမထုံနိုင်ပဲသူတို့မြင်အောင်သူတို့တုံ့တူအောင်သူတို့နောင်တရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အသက်ရှင်နေတာမျိုးပါ social media မှာကိုဘလော့ပြောနေကြုံသမင်းတင်ပြတာတခြားတယောက်နဲ့တိတ်ပြတာမျိုးတွေပေါ့ဒါကတော့ဘယ်လိုလဲ ရည်စားဟောင်းတို့ရှင်တန်နေခြင်းကကိုကျင်းချထားတာနဲ့တူတူပါပဲ team ဆိုရင်နားဆင်တူတယောက်မဲတယ်လို့ပေါ့ကိုလုံးနေသမျှရာလိုင်းရဲ့နောက်ွယ်ကမတိစိတ်ရည်ရွယ်ချက်ကရည်စားဟောင်းရဲ့အတိမပြုမှုတုံ့ပြန်မှုကိုလိုချင်နေရင်ကိုယ့်ရဲ့စွမ်းရည်တွေကိုယ့်ဘဝရဲ့ထိန်းချုပ်မှုတွေကိုတူးစီမှာပဲဆက်ပြီးပုံအပ်ထားတာနဲ့တူတူပဲ ကို power ကိုသူများလက်ထဲထည့်ထားသလိုဖြစ်နေတာပေါ့ အတိကြပဲဒါဟာတကယ်တော့မှကိုပို့ပြီးနာကျင်စေပြီးရှေ့ဆက်ဖို့အဟန့်အတားဖြစ်စေပါတယ် ဒါဆိုဒီတန်တရားကနေဘယ်လိုရုံးထွက်ရမလဲ ဒီအခြေအနေကနေရုံးထွက်ဖို့ကစောတော့ကဆွေးနွေးခဲ့တဲ့အချက်တွေကိုတင်းတင်းကြပ်ကြပ်လိုက်နာဖို့လိုအပ်ပါပဲ let them ဆိုတဲ့အတွေ့ကိုခိုင်ခိုင်မာမာလက်ခံကျင့်သုံးပါ လက်တံကိုပြန်သွားမှာပေါ့ ဟုတ်ပါပြီရက်30အဆက်အသွယ်မလုပ်တဲ့စီးမြင်းကိုတိတိကျကျလိုက်နာအမတ်ရစေတဲ့အရာတွေကိုဖယ်ရှားဝမ်းနဲ့ပူဆွေးမှု grief ကိုအပြည့်အဝဖြတ်သန်းပါအရိကကကိုယ့်ရဲ့စွမ်းအား power ကိုသူတို့စီကနေကိုယ့်စီကိုပြန်ယူလာဖို့ပါပဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့တန်ဖိုးဟာသူတို့ရဲ့အမြင်အပေါ်မှာမူမတည်ဘူးဆိုတာကိုလက်ခံနိုင်ဖို့ကြိုးစားရမယ်အဲ့ဒီကိုယ့်ဘဝရဲ့အချစ်စစ်ကမကြခင်ရောက်လာတော့မယ်ဆိုတာသိရင်ဆိုတဲ့စွမ်းအားရှိတဲ့မိကုံးကိုမေးပြီးကိုယ့်ဘဝကိုကိုယ့်အတွက်ကိုယ့်ရဲ့အနာဂတ်အတွက်ပြန်အသက်ရှင်ဖို့တတိရှိရှိကြိုးစားရမှာပါ ကောင်းပါပြီဒီနေ့ကျမတို့ဆွေးနွေးခဲ့တာလည်းတော်တော်ပြည့်စုံသွားပြီထင်ပါတယ်နားထောင်သူတွေအတွက်လည်းအများကြီးအကျိုးရှိမယ်မျှော်လင့်ပါတယ်အနည်းချုပ်အနေနဲ့ပြန်ကောက်ရရင်လမ်းခွဲခြင်းဆိုတာရိုးရှင်းတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ပဲနတ်ရှောင်းတဲ့ဝမ်းနဲ့ပူဆွေးမှုနဲ့ကိုယ့်ရဲ့အာယုံကြိုးစစ်နှစ်ထဲမှာအမြင့်တွယ်နေတဲ့အလေးထက်ဟောင်းတွေကိုဖယ်ရှားခြင်းအလန်းလေးလွန်ကန်းစဉ်တစ်ခုဖြစ်ပါတယ်နော် ဟုတ်ကဲ့ နာကျင်စရာကောင်းတယ်ခက်ခဲတယ်ဆိုပေမဲ့တတိရှိရှိစူးစမ်းမှုနဲ့မှန်ကန်တဲ့နီးလန်းတွေကိုတုံ့ပြုခြင်းအပြင်ကူစားခြင်းကလုံးဝဖြစ်နိုင်ပါတယ်အဓိကတော့ချက်ကတော့ကိုမထိန်ချုံနိုင်တဲ့အရာတွေဥပမာတခြားသူရဲ့ဆုံးဖြတ်ချက်လုပ်ရက်ဒီကိုလက်လွတ်ပြီးလက်တဲပေါ့ကိုထိန်ချုံနိုင်တဲ့ကိုရဲ့တုံ့ပြန်မှုကိုရဲ့ဘဝတစ်ကိုတိဆောက်ခြင်းအပေါ်အာယုံစိုက်ခြင်းလက်မီရဲ့စွမ်းအားကိုတုံချက်ဖို့ပါပဲ ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့နားဆင်သူတွေကိုစဉ်းစားစရာအချက်လေးတစ်ခုထပ်ထည့်ချင်ပါတယ်ခင်ဗျဒီလိုလမ်းခွဲခြင်းလို့ခက်ခဲတဲ့အတွေ့အကြုံတွေဟာတစုံတစ်ခုရဲ့အဆုံးသတ်ထိယုံရင်မဟုတ်ပါဘူးတကယ်တမ်းမှာဒါဟာကိုယ့်အကြောင်းကိုပိုသိလာဖို့ပိုပြီးတမ္မာလာဖို့ပိုပြီးပညာမျှော်မြင်ရှိလာဖို့အခွင့်အရေးတစ်ခုလည်းဖြစ်နိုင်ပါတယ် အခွင့်အရေးတစ်ခုပေါ့ ဟုတ်ပဲကိုယ့်ရဲ့လိုအပ်ချက်တဲ့တံပိုးထားမှုတွေကိုပိုနားလည်လာခြင်းအပြင်အနာဂတ်မှာပိုပြီးကျမ်းမာပျော်ရွှင်တဲ့ကိုယ့်နဲ့တကယ်ကိုင်ညီတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ဖို့အတွက်အခြေခံအုံးမြစ်ကောင်းတွေကိုချပေးလိုက်တာလည်းဖြစ်နိုင်တယ်ဒီတွေ့ကြုံကိုသင်ခန်းစာယူပြီးပိုကောင်းတဲ့ကိုအသက်တဖန်ပြန်လဲရှာဖေးတွေ့ရှိနိုင်တယ် ဟုတ်ကဲ့တကယ်ကိုအားရှိစရာအဆုံးသတ်စကားလေးပါပဲအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင် like ပေးပြီးမိမိတို့ရဲ့အမြင်တွေအတွေ့အကြုံတွေကို comment မှာဝေမျှခဲ့ပေးပါအောင်ဘာမှာ Brain Channel ကနေဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်